Hello မင်္ဂလာပါကျွန်တော် YouTube channel ကနေပြန်လည်မှာကြိုဆိုပါရစေဆိုဒီခါတော့ကျွန်တော်ဒီ nursing passion တဲ့ဒီ command တွေနဲ့ကျွန်တော်ကြောင်းနေ message page နေတာပေါ့နော်ဆိုတော့ကျောင်းနာမည်ကတော့ North East Adventist University လို့ခေါ်တယ်သူတို့ကဒီ JY Mac-class တွေပေါ့နော်ဒီ North East India ရဲ့ပြည်နယ်တစ်ခုမှာအတည်ရှိရဖြစ်တာပေါ့နော်ဆိုတော့ဒီအားလုံးဒီအတိုင်းပဲ nursing က professional course ဖြစ်တယ်တို့ဒီ nursing ကနေကျောင်း nursing နဲ့ကျောင်းပြီးမယ်ဆိုလောက်ကမရှာဘူးပေါ့နော်နေရာတိုင်းမှာကကြာမယ်တဲ့ပတ်သက်မှာတော့လောအချင်းအများကြီးရှိရယ်ဆို nursing ကနေပြီးရဆိုတော့သူကအလုပ်ပဲနေအောင်လုပ်ရမယ်ဆိုတော့က90ခန်းတော့ကတေချာလောက်ဖြစ်တာပေါ့နော်ဒါအရင်ကောင်းတဲ့ course လည်းဖြစ်တယ်ဆိုနိုင်ငံရဲ့အခြေအနေအရင်ကမှဒီ asset တဲ့ကျောင်း course လည်းဖြစ်တာပေါ့နော်ပြီးတော့ဒီIndia နိုင်ငံကိုလည်းနိုင်ငံတိုင်းမှာဖြစ်မှာပေါ့နော်ကြည့်မယ်ဆိုရင် nursing နဲ့ပတ်သက်မှာလည်းadmission ရဖို့ကရန်ခက်တယ်သူတို့ဒီမှာရှိတဲ့နိုင်ငံတိုင်းတာမှဒီမရနိုင်ကြဘူးပေါ့နော်လိုမျိုးချင်းရှိတယ်ဒါပေမဲ့ကျွန်တော်ခုနပြောတဲ့အကြောင်းမှာကတော့သူတို့ကဒီ international test နေရာ၄နေရာပေးထားတာပေါ့တစ်နှစ်ကိုပေါ့နော်ဒါကဒီဒါချက်တစ်ခုဖြစ်တာပေါ့နော်ဆိုတော့ဒီအဲကျောင်းကလည်းသူတို့ဒီ hospital government ဖြစ် private ဖြစ်များကြီးနဲ့ချိတ်ဆက်ထားတယ်မှာတက်မယ်ဆိုသူတို့ practical တွေအများကြီးဥစားပေးရပါတော့သူတို့အများ real life experience လည်းအများကြီးတင်ရဖြစ်တယ်ဆိုတော့ဒီဘယ်အကြောင်းပြီးမယ်ဆိုတော့နောက်တည်းလောက်တော့မှတော်တော့နိုင်တယ်ပေါ့နော်ဟိုတကယ်တည်းကြိုးစားမယ်ဆိုရင်ဒါဖြစ်တာပေါ့နော်ဆိုအကြောင်းလေးကိုနဲ့ကျွန်တော်ဒီမှာရှေ့ဒီပုံမှန်လိုက်ကိုနဲ့လေး message page နာပေါ့နော်ဟိုမှာတိုင်းကျွန်တော်က Google ကိုတာဖြစ်တာပေါ့နော် North East Adventist University ပေါ့နော်တော့type လိုက်ပါပေါ့နော်ဆိုဒီမှာသူတို့ရဲ့ website ရှိမှာပေါ့နော်ဆိုသူတို့ website ကိုကြည့်ပါပေါ့နော်ဆိုသူတို့ရဲ့ဒီမှာသူတို့ရဲ့အကြောင်းဖြစ်တယ်ဆိုသူတို့ကမြို့ရဲ့အပြင်ပိုင်းထဲမှာရှိရပေါ့နော်ဒီရန်လဲလာတာပေါ့နော်သူတို့ရဲ့ဒီ campus တဲ့ဒီမှာဒီမှာသူတို့ရဲ့ဒီ course တွေပေါ့နော်ဒီမှာသူတို့ရဲ့ဒီဟိုမှာ explore လို့ရတာပေါ့နော်ဒါပြီးတော့ဒီမှာလဲဒီမှာကြည့်မယ်ဆိုသူတို့ရဲ့ဒီ academic မှာကြည့်လိုက်မယ်ဆိုဒီမှာလဲသူတို့ရဲ့ဒီ offer တဲ့ course တွေလဲ nurse တာမကဘဲနဲ့အများကြီးတွေ့နေတယ်ပေါ့နော်ဒီမှာလဲရှိရဲဆိုတော့ဒီနေ့အဓိကဥစားပေးတော့မှာကတော့ nursing တွေပေါ့နော်ဆိုတော့ဒီမှာ apply ချင်တဲ့ admission ကတော့ကျွန်တော်ဒီကျွန်တော် August မှာ apply ရှိရပါတော့ဆိုတော့ apply ချင်တဲ့ဒီမှာ application form ဆိုတာရှိရဲဒီမှာ contain မယ်ဆိုတော့ဒီမှာသူတို့ကနေဘယ်လို application တွေဖြစ်မယ်ဆိုတော့ process တွေကိုဒီမှာပြထားတာပေါ့နော်ဒီမှာကိုယ့်ရဲ့ detail တွေကိုဖြစ်မယ်လိုအပ်တဲ့ document တွေကို submit မယ်ဆိုတော့ apply လုပ်ရတာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ဒီကကြီးတော့မှာကတော့ဒီမှာfees structure ပေါ့နော်ဆိုတော့ဒီမှာကတော့ fees structure က၄မျိုးရှိရယ် BS nursing fee ကတိတပေါ့နော်ပြီးတော့ undergraduate course တွေ fee ကတိတ post graduate ပေါ့နော်ဒါကmaster degree ပေါ့နော်ဒါက diploma တွေ certificate တွေ course ပေါ့နော်ဆိုတော့ဒီမှာနဲ့ဒီ undergraduate course တွေကိုကြည့်အောင်ပေါ့နော် fee structure လေးကိုကြည့်မယ်ဆိုတော့ဒီမှာသူတို့ရဲ့ offer ထားတဲ့ course တွေဖြစ်တာပေါ့နော်ဆိုတော့ဒီမှာကြည့်မယ်ဆိုတော့မှာပေါ့ကျွန်တော်ကဒီမှာ BA education ကို touch နေဆိုတော့တစ်နှစ်မှာဘယ်လောက်ကုန်မလဲပေါ့နော်ဆိုတော့သူကတစ်နှစ်မှာဆိုတော့ semester ကနှစ်ခုရှိရယ် first semester နဲ့ second semester ပေါ့နော်ဆိုတော့ one semester မှာကျောင်းခါကိုနှစ်ခါပြရမှာပေါ့နော် first installment second installment တူပဲဆိုတော့ BA education ကိုတက်မယ်ဆိုတော့ first semester မှာက28,200ပေးရမယ် second semester က2200ပေါ့နော်ဆိုတော့ကျွန်တော်ကတစ်နှစ်မှာဆိုတော့ကျူရှင်ခါက48,400ကုန်ပါပေါ့နော်ဒါကကျူရှင်ခါဖြစ်တယ်အပြီးဒီဟာကနေခါရယ်စားခါရယ်ပေါ့နော်ဆိုတော့4,900ပေါ့နော်ဆိုတော့တလကို4,900ဆိုရင်တော့ကျွန်တော်က12လနဲ့တွက်မယ်ဆိုဘယ်လောက်လောက်လဲဆိုတော့4,900ကို12နှစ်ရောက်မယ်ဆိုတော့96,400ကုန်ပါပေါ့နော်တစ်နှစ်ကိုသိန်းနဲ့96,000ဝန်းကျင်နဲ့ဒီမှာကျောင်းခရယ်နေခါစားခပါအောင်ပေါ့နော်တက်လို့ရတာဆိုတော့ကိုကျွန်တော်နဲ့ငယ်လဲပြောချင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ BSc nursing ကိုလည်းကြည့်မယ်ဆိုတော့သူကဘယ်လောက်ကုန်မလဲဆိုတော့ဒီမှာBSc nursing ကလေးနှစ်တက်အောင်ဖြစ်တာပေါ့နော်ဟိုတနေ့မှာကတော့ first year မှာပေါ့နော် first year မှာက first year ကိုချိန်ထားမှတွက်ကြရတာပေါ့နော်ဆိုတော့ဒီမှာက3,1,000ကုန်ရပါပေါ့နော်ကျူရှင်ခါကလည်း
ဒါပြီးတော့နေကနေခါနဲ့စကားဘယ်လောက်လဲဆိုတော့9100ပေါ့နော်ဟိုပုံမှန် cost နဲ့တော့400လောက်ဈေးကြီးရပေါ့နော်ဆိုတော့စနစ်နဲ့မြောက်မယ်ဆိုတော့6100ကုန်တာပေါ့နော်ဆိုတော့တစ်နှစ်ကို6200နဲ့200နဲ့ဒီ BS Nursing တက်ရတာပေါ့နော်ဒီဟာဈေးကိုတက်မယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံဈေးနဲ့ဆိုတော့ဒီ380ဝန်းကျင်380ဝန်းကျင်နဲ့ကျွန်တော်ဒီ BS Nursing ကိုတက်လို့ရတာပေါ့နော်ဆိုတာကရန်ကမ္ဘာတန်ပါတာပေါ့နော်ဆိုတော့ဒီဈေးနဲ့ဆိုတော့ဒီပြီးတော့ကျွန်တော်ခုနပြောသလိုဒီကြောင်းရဟိုမှာကောင်းတဲ့ဟာဖြစ်တယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံတာဆိုတဲ့ international တက်စစ်လိမ့်နေရရှိရပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်အနေနဲ့တော့ဒီကောင်မတွေ nursing ဖက်ပေါ့နော်မြန်မာတွေက nursing တာမကားပဲနဲ့ကျွန်တော်ဒီမှာ nursing ဒီမှာလည်းဟောရှိရပေါ့နော်ကျွန်တော်ဒီမှာရှိမယ်ဆိုတော့Alliance Health မှာက department မှာ BPT လည်းရှိရပေါ့နော် BPT ကကျွန်တော်ဒီphysiotherapy ပေါ့နော်လည်းရှိရဒါပြီးတော့ကျွန်တော်ဒီတခြားmedical laboratory နဲ့ပတ်သက်တဲ့ဟာလည်းရှိရပေါ့နော်ဆိုတော့ဒါကအရင်ကဒီဈေးလက်တန်တယ်အကြောင်းကောင်းလည်းဖြစ်တယ်ဆိုတော့အားလုံးကိုလည်း recommend ပေးတာပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်see you next time bye